အခုနဘောရချီတော့ငါတုံမှုလို့ မပေါ်ပါဘူးမပါပါဘူး သူတမွေးရွယ်ရိုင်မှာဖေးလူတွေမပါဘူး အမလေးကလေးကကန်ထဲမှာချိုးတာဒီနေ့ကန်ထဲမှာချိုးတာကြည့်အောင်ချိုးရလို့ဖြစ်နေရုပ်ကကြည့်ပါဦးတော့ရချိုးရလို့ရုပ်ကချိုးရလို့ဖြစ်နေတဲ့ရုပ်လေးပါတနာပါတယ်ကလေးကမချိုးချင်ဘူးမွေကကိုင်းကြီးနဲ့ချိုးပေးတယ်နှာခေါင်းထဲလည်းဝင်လာတယ်ပါ မဝင်ဘူးနှာခေါင်းထဲဝင်ပြီးလို့ပါ အော်နှာခေါင်းထဲဝင်ဝက်တန်ထွက်မှာလေဝမဒီပူပူထဲမှာကောင်မလေးရေချိုးနေပါတယ်ကျင်းစိတ်ညင်နေတာကလေးကစိတ်ညင်နေပြီကျုပ်ကစိတ်ညင်နေရရုံနဲ့မလေးမလောက်ပါနဲ့သေးလေးရငါ့ကိုလည်းခါတာဟဲ့ ဖက်ရတယ်စက်မဆိုးလို့အရင်လောင်းပေးတာလေ ရှာခွင့်မရတဲ့ကလေးကိုချိုးပဲကလေးမှမလောက်ချင်တဲ့ဟာကိုသို့တယ်လောက်ပဲနောက်ကလေးမပြောတော့ စိတ်မငါရီလောင်းပေးနေခါနေတာဖြစ်တယ် အဲ့လိုမျိုးတန်ကြီးလောက်မနေနဲ့ ချိုးခင်ဗျားချိုးတော့တာနေအပီး အေးပါနေမယ်မင်းတို့က ဝဲပြီဖြတ်စီ ခါလိုက်ခါလိုက် ရေးခဲ့တာကတော့ငါသွန်လာပါအေး ဟုတ်တယ် ဖြတ်ဖွင့်သွန်လာပါဟဲ့ညတရားတဲ့မြေကိုခါရေးလေးပေါ်အားယူ ကြည့်အောင်ကြည့်လိုက်အောင်မကြည့်အောင်မရေချိုးလို့စိတ်ညင်တာကလေးကရေချိုးလို့စိတ်ညင်တာဘူးစိတ်မ ဖြတ်လိုက်အောင်တစ်ပတ်လေး ဒီပါလေးခင်းမယ် ဆိုင်တွေကလေရဲအုပ်လိုက်လို့ရှိရင်နောက်ပိုင်းရက်လဲတော့ လူလေးထောင်လိုက်မယ်လေအမီးမြင်နေရမယ်စိတ်မနေရတာလေပုံလေးလည်းပါကုန်တော့မှာပဲဆောက်ယူမိဖူး အရင်တော့ အာလာလာဘာလဲဒီမှာလာခါရတော့ မိဖို့တယ်မိဖို့ဝိုင်းချီရဲ့ကိုညဟနာပါရရောပါရရောကိုရှိုင်းနေတယ်နော် ဘာလို့အိမ်လာနဲ့လဲ နေနေမကောင်းဘူးနော်အိုင်းချီတော့နေတော့နန်းမဆိုင်ရတဲ့ကြတယ်အဲ့လိုလာမိဖို့ကသူ့နန်းလို့ပြောရမှပြောတယ်တော့ကြာဝိုင်းချီလို့နေတယ် နဲမအဲ့တော့ရောအမလေးရေချိုးပြီးတော့စော့နာငါစကုတ်တွေလည်းကြိုက်ဖဲလို့ရတာလောက်တတ်မယ်နဲ့ အဲ့လိုက ဝက်ကကနာမငြိမ်မှုဖြစ်နေဝက်ကကနာမငြိမ်နဲ့ဝက်အိမ်မွေးဝက်မေဒီဘာလို့ပြောရကလေးကို